1944ခုနှစ်ဇွန်လ6ရက်နေ့ကမ္ဘာတမိုင်းထဲမှာအကြီးမားဆုံးကန့်တပ်စစ်စင်ရေးတစ်ခုစတင်ခဲ့ပါတယ်။ဒီဒေးလို့ခေါ်ပြီးမဟာမိတ်တပ်တွေကနာဇီဂျာမနီထိန်းချုပ်ထားတဲ့ပြင်သစ်နော်မန်ဒီကမ်းခြေ9ခုကိုတပြိုင်နက်တိုက်ခိုက်ခဲ့ကြပါတယ်။ဒီတိုက်ပွဲအပေါ်မဟာမိတ်နယ်မြေစစ်တပ်အောင်မြင်မှုကစစ်ပွဲတစ်ခုလုံးရဲ့အရေးချင်းကိုအပြောင်းလဲအစွမ်းသတိပေးခဲ့ပါတယ်။တမိုင်းနောက်ခံရ1940ခုနှစ်မှာစပြီးဂျာမနီအင်အားဟာဥရောပတောင်ပိုင်းကိုအကျယ်တဝင့်ထိန်းချုပ်ခဲ့ပါတယ်။မဟာမိတ်နိုင်ငံများအတွက်ဂျာမနီစစ်တပ်ကိုအနိုင်ယူဖို့တိုက်ပွဲကအရေးကြီးဆုံးဖြစ်ခဲ့ပါတယ်။မဟာမိတ်ဖက်တွင်အမေရိကန်၊ဗြိတိန်၊ကနေဒါအခြားနိုင်ငံများနဲ့တိုက်ပွဲတပ်ဖွဲ့များပါဝင်ခဲ့ပြီးနာဇီတွေထိန်းချုပ်ထားသောကမ်းခြေကိုတိုက်ခိုက်ရန်အစီအစဉ် Fortitude Operation လည်းအပြီးသတ်စီမံခဲ့ကြတာပါ။ Omaha, Utah, Go, Juno, Shot ကမ်းခြေများတွင်စစ်သားပေါင်း3,500ကျော်ကန့်တက်ခဲ့ကြပါတယ်။အစစ်မြင့်စစ်နီးပညာများလေယာဉ်သင်္ဘောတင်ကားများကိုစစ်တပ်သမိုင်းမှာမတွေ့ဘူးသလိုအသုံးပြုခဲ့ကြပါတယ်။အချိန်တစ်ပိုင်းနဲ့တည်းတိုက်ပွဲစတင်ပြီးတိုက်ခိုက်မှုကြောင့်အထူးသေဆုံးမှုများမှာအထူးသဖြင့် Omaha Beach မှာဖြစ်ခဲ့ပါတယ်။ Omaha ကမ်းခြေမှာဘာကြောင့်စစ်သားတွေဒီလောက်အထိသေဆုံးခဲ့ရတာလဲဆိုတာကိုအသေးစိတ်ရှင်းပြပေးပါမယ်။ Omaha ကမ်းခြေဟာဂျာမနီတပ်တွေကအလွန်ခိုင်မာတဲ့ခန်းစစ်အထိပြင်ဆင်ထားပြီးသားဖြစ်ပါတယ်။ကမ်းခြေအပေါ်ဘက်မှာကွန်ကရစ်ဘန်ကာတွေစစ်တပ်နဲ့တီးနေရတွေမြေမြင့်ကြောက်ဆောင်တွေကိုကြိုတင်တိစောက်ထားပါတယ်။ဒါကြောင့်ကမ်းခြေတက်လာတဲ့မဟာမိတ်စစ်သားတွေကိုအပေါ်ကနေတိုက်ရိုက်ပစ်ခတ်နိုင်ခဲ့ပြီးကမ်းခြေပေါ်ရောက်တာနဲ့ပဲအသေးပြော့များစွာဖြစ်လာခဲ့ပါတယ်။ကမ်းတက်မတိုင်ခင်မဟာမိတ်တွေကဂျာမနီခန်းစစ်တွေကိုလေယာဉ်နဲ့အကြီးအကျယ်ပစ်ခတ်ခဲ့ပါတယ်။ဒါပေမဲ့မိုးတိမ်မြင်ကွင်းမကောင်းတာကြောင့်ပစ်ခတ်မှုအများစုဟာဂျာမနီခန်းစစ်ကိုမထီမှန်ပဲလွဲချိုသွားခဲ့ပါတယ်။အကျိုးဆက်အနေနဲ့မဟာမိတ်စစ်သားတွေကမ်းတက်ချိန်မှာဂျာမနီခန်းစစ်တွေဟာပျက်စီးမသွားသေးပဲအပြည့်အဝအသင့်ရှိနေခဲ့ပါတယ်။ Omaha ကမ်းခြေဟာဖုံးကွယ်စွာနဲတဲ့ကမ်းခြေဖြစ်ပြီးတဲပေါ်မှာလှုပ်ရှားရခက်ပါတယ်။တင်ကားတွေအချို့ကပင်လယ်လိုင်းပြင်းတာကြောင့်ကမ်းမရောက်ခင်မှာပဲရေနစ်ပျက်စီးသွားခဲ့ပါတယ်။ဒါကြောင့်စစ်သားတွေဟာဖုံးကွယ်စွာမရှိတဲ့ကမ်းခြေပေါ်မှာပဲရပ်တန့်နေပြီးစစ်တပ်နဲ့ပစ်ခတ်မှုကိုတိုက်ရိုက်ခံရပါတယ်။အချို့တပ်ဖွဲ့တွေဟာလမ်းလွဲသွားတာအချိန်မမှန်တာအထောက်ပံ့မရတာတွေကြောင့်တစုတစည်းမဟုတ်ဘဲတရံချင်းစီလိုတိုက်ခိုက်ခဲ့ရပါတယ်။ဒီလိုအခြေအနေကြောင့်စစ်စင်ရေးအစမှာထိန်းချုပ်မှုမရှိသလောက်ဖြစ်သွားခဲ့တာပါ။ Omaha Beach ကိုဆင်းသက်ခဲ့တဲ့ American စစ်သားအများစုဟာတကယ့်စစ်ပွဲကြီးကိုပထမဆုံးကြုံတွေ့ရတဲ့စစ်သားအသစ်တွေဖြစ်ကြပါတယ်။စစ်သည်နဲ့ပစ်ခတ်ထန်ပောက်ကွဲထန်ကြီးတွေကြားမှာကြောက်ရွံ့မှုကြီးမားခဲ့ပြီးထိခိုက်ဒေဆုံးမှုများခဲ့ပါတယ်။သို့သောအသေးအဖြောက်များစွာရှိခဲ့ပေမဲ့နောက်ဆုံးမှာနေ့လယ်ပိုင်းမှာတော့ဂျာမနီခန်းစစ်ကိုချိုးဖျောက်နိုင်ခဲ့ပါတယ်။ Omaha Beach ကိုသိမ်းယူနိုင်ခဲ့ခြင်းဟာနောက်ပိုင်းမှာနာဇီဂျာမနီကိုအနိုင်ရစေတဲ့အရေးကြီးဆုံးအချက်တစ်ခုဖြစ်လာခဲ့ပါတယ်။ဂျာမနီကိုတရားမျှတစွာထိန်းချုပ်ထားသောနယ်မြေများထဲသို့ဝင်ရောက်ရန်ဖြစ်ပါတယ်။မဟာမိတ်တပ်များကဂျာမနီစစ်တပ်အာရုံကိုနှစ်ဖက်ပိုင်းလှည့်သိမ်းပြီးတစ်ဖက်မှာစစ်ရဟန်တိုက်ခိုက်နှိုးဆော်ပြီးတစ်ဖက်မှာလှည့်ကျွန်းရောင်စွမ်းဆောင်ခဲ့ကြပါတယ်။စစ်နီးဗျူဟာများနဲ့တရင်အချက်လက်များကိုအခြေခံ၍အနိုင်ယူနိုင်မှုအခြေအနေကိုတိုးတက်စေခဲ့ပါတယ်။ဒီဒေးမှာအသေးအပြောက်ကြီးမားခဲ့ပြီးအထော်များစွာစစ်သားနှင့်တပ်ဆိုင်သူများတေဆုံးခဲ့ပါတယ်။သို့သောအဓိကအောင်မြင်မှုကဂျာမနီစစ်တပ်အားဥရောပတောင်ပိုင်းကိုလွတ်မြောက်စေပြီးစစ်ပွဲအချိုးသက်ရောက်မှုကိုလည်းအပြောင်းအလဲဖြစ်စေခဲ့ပါတယ်။ဒီဒေး၏အောင်မြင်မှုသည်စစ်စင်ရေးသမိုင်းမှာအရေးပါဆုံးကမ်းတက်ကြိုက်ပွဲတစ်ခုအဖြစ်မှတ်တမ်းထားပါတယ်။မဟာမိတ်တွေကဂျာမနီတပ်ကိုအချိုးသက်ရောက်မှုရှိစွာဖယ်ရှားပြီးဥရောပယူထူတွေကိုလွတ်မြောက်စေခဲ့ပါတယ်။ဒီတိုက်ပွဲရဲ့အောင်မြင်မှုဟာစစ်နီးဗျူဟာစစ်တပ်ဆက်ဆံရေးတရင်အချက်လက်အထုံးပြုပုံတို့အတွက်တမိုင်းမှတ်တမ်းအဖြစ်ပြသထားပါတယ်။မဟာမိတ်တပ်များ၏စွမ်းဆောင်မှုစီးမင်းတကြွမှုနှင့်အနိုင်ရမှုများဟာလောကသမိုင်းအတွက်အဓိကအချက်များဖြစ်ခဲ့ပါတယ်။